ဟုတ်ကဲ့မင်္ဂလာပါရှင်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာကတော့ရာဇသက်ကြီးဥပဒေပုံမှာ320အကြောင်းပဲဖြစ်ပါတယ်ရှင်ရာဇသက်ကြီးဥပဒေပုံမှာ320ဟာဆိုလို့ရှိရင်အပြင်းထန်နာကျင်စေမှုဖြစ်ပါတယ်ပြင်းထန်နာကျင်စေမှုနဲ့ပတ်သက်ပြီးတော့ဘယ်ချက်တွေကပြင်းထန်နာကျင်စေမှုဖြစ်ပြီးတော့မှဘလို့ပြစ်ဒဏ်တွေချမှတ်သွားမလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်ရှင်တင်းခွဲမြက်ကွယ်နားဝယ်မကြအဆက်ခါကျိုးတမျိုးရှုတဲ့ပဲ့တီဦးကောင်းသွားမကောင်းရပောင်း20ဆေးရုံဝဲအဲ့ဒီအချက်တွေနဲ့ညှိခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါဟာပြင်းထန်နာကျင်စေမှုရောက်ပါတယ်ရှင်ပြစ်ဒဏ်တွေအနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင်နာကျင်စေမှုမှာတာမန်ဒဏ်ရာနဲ့ပြင်းထန်ဒဏ်ရာဆိုပြီးတော့မှ2မျိုးရှိပါတယ်ရှင်တာမန်ဒဏ်ရာတုံးသောလက်နက်နဲ့ဆိုရင်ရာဇကြီးပုံမှာ320နဲ့3အရာထောင်ဒဏ်1နဲ့ငွေဒဏ်ဒါမှမဟုတ်ရှင်ထောင်ဒဏ်ငွေဒဏ်ရော2ရက်စလုံးကိုချမှတ်နိုင်ပါတယ်ရှင်တာမန်တန်ရာထက်သောလက်နက်နဲ့ဆိုလို့ရှိရင်ရာဇသက်ကြီးဥပဒေပုံမှာ324အရာထောင်ဒဏ်3နဲ့ငွေဒဏ်ပြီးတော့ထောင်ဒဏ်နဲ့ငွေဒဏ်2ရက်စလုံးကိုချမှတ်နိုင်ပါတယ်ရှင်အပြင်းထန်တန်ရာတုံးသောလက်နက်နဲ့ဆိုရင်ရာဇသက်ကြီးဥပဒေပုံမှာ325အရာထောင်ဒဏ်9နှစ်အပြင်ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်ရှင်ပြင်းထန်ဒဏ်ရာထက်သောလက်နက်နဲ့ဆိုရင်326အရာထောင်ဒဏ်10နှစ်အပြင်ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်